ဆရာဝန်ကလှလှကိုကယ်ဖို့အတွက်သူမရဲ့နှလုံးသုံးခဲ့တာကိုပြန်တတိယ၍လှလှစီကနေသူမရဲ့နှလုံးကိုပြန်ထုတ်ယူဖို့ခိုင်းလိုက်တယ်ဒါပေမဲ့နောက်ဆုံးတော့ကောင်လေးကစိတ်ပြော့သွား၍နှလုံးကိုပြန်မထုတ်ဘဲလှလှကိုသူ့အိမ်သို့ခေါ်သွားလိုက်တယ်အဲကြောင့်လှလှလေးအသက်ရှင်နဲ့ပြန်နိုးထလာလို့အရန်ပျော်သွားပါတယ်ပြီးတော့ကောင်လေးကလှလှနိုးလာတာနဲ့ထွက်သွားခွင့်ပြုလိုက်တယ်အဲကြောင့်လှလှလေးထွက်သွားပြီးဆရာဝန်တို့ရဲ့အိမ်ကိုသွားတော့ဆရာဝန်ရဲ့အမေကလှလှကြောင့်ဆရာဝန်ထောင်ကျသွား၍စိတ်တူပြီးလှလှကိုမောင်းထုတ်လိုက်တယ်အဲကြောင့်လှလှကခရီးဆောင်အိမ်နဲ့တယောက်တည်းထွက်လာတဲ့ချိန်ရီးစားဟောင်းကတွေးလိုက်၍လှလှကိုလောက်ကြံဖို့စီစဉ်လိုက်တယ်ဒါပေမဲ့လှလှကလူဆိုးရဲ့လက်ကနေအမြန်ပြေးထွက်လာပြီးဆရာဝန်လေးထောင်ကျသွားတော့ဘယ်သွားရမှန်းမသိတော့၍ကောင်လေးရဲ့အိမ်ရှိမှာထိုင်အိတ်နေတယ်အဲဟာကိုကောင်လေးကတွေး၍လှလှကိုအထဲပြန်ခေါ်သွားလိုက်ပြီးနောက်မနေ့ရောက်တာနဲ့ကောင်လေးကလှလှကိုဆရာဝန်မထွက်လာမချင်းလှလှလေးအပြစ်ခံယူတဲ့အနေနဲ့ဒီမှာပဲနေခိုင်းလိုက်တယ်ပြီးတော့လှလှကသူမရဲ့အယုတ်ကိုသွားထိတော့ကောင်လေးကဆူငေါက်လိုက်တာအဲချိန်မှာလှလှပြန်ပြောလိုက်တဲ့စကားနဲ့သူမပြောတဲ့စကားကတပုံစံပဲဖြစ်နေ၍ကောင်လေးကလှလှကိုသူမထင်သွား၍ဖက်လိုက်တယ်နောက်မနေ့ရောက်တော့ကောင်လေးကအလုတ်သွားတဲ့ချိန်လှလှကိုလူတယောက်ကဆရာဝန်ကထောင်ကနေထွက်လာပြီးအဲကြောင့်မင်းကိုတွေးချင်နေတဲ့ဆိုပြီးဖုန်းဝင်လာ၍လှလှလေးရန်ပျော်ပြီးတော့တွေးမလို့ထွက်လာတော့ရီးစားဟောင်းကလှလှကိုဖမ်းခေါ်သွားလိုက်ပြီးလှလှနိုးလာတာနဲ့ဖမ်းထားခိုင်း၍လှလှကိုမင်းနဲ့သူမကဘာဖြစ်လို့ငါရဲ့ယောက်ျားကိုလူချင်းနေကြတာလဲဆိုပြီးပါရိုက်ပြီးနှိပ်စက်နေတယ်အဲချိန်မှာရီးစားဟောင်းကကောင်လေးဖုန်းဆက်လာတာကိုတွေ့တော့လှလှကိုမင်းနဲ့သူမနှစ်ယောက်စလုံးတည်သွားမှာကောင်လေးကငါရဲ့အပိုင်းဖြစ်သွားမယ်ဆိုပြီးလှလှကိုတောင်ပေါ်ကနေတွန်းချလိုက်တယ်အဲချိန်မှာလှလှကအရင်တုန်းကကောင်လေးနဲ့ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကိုပြန်တတိယသွားပြီးဟိုတုန်းကခွဲစိတ်ခန်းထဲမှာအသက်ရှင်ကြံခဲ့သူကသူမဖြစ်နေတယ်ဆိုတာကိုပြန်တတိယသွား၍လှလှမဟုတ်တော့ပဲသူမပြန်ဖြစ်သွားပါတယ်ကောင်လေးကတော့အခုမှလှလှကိုလိုက်ရှာနေပေမဲ့လူကိုရှာမတွေ့ပဲဖုန်းကိုပဲရှာတွေ့၍ရှာမတွေ့မချင်းဆက်ရှာနေတယ်9နှစ်ကြာပြီးနောက်သူမကအရင်တုန်းကနဲ့မတူတာပဲခမိုက်မိုက်နေပြန်ထွက်လာတဲ့ချိန်ကောင်လေးကတခါတည်းသူမဟုတ်တယ်ဆိုတာကိုမှတ်မိသွား၍သူမရဲ့နောက်ကိုလိုက်သွားလိုက်တယ်သူမကတော့ဦးနောက်ဆရာဝန်ဖြစ်သွားပါပြီအဲကြောင့်အလုပ်ကိစ္စနဲ့ဧည့်သည်တော်တွေ့တဲ့ချိန်မထင်မှတ်ပဲဆရာဝန်ကောင်လေးနဲ့တွေ့ရလို့အော်ပြီးဆရာဝန်ကသူမအပေါ်ကိုလိန်လေးခဲ့၍စိတ်မကောင်းဖြစ်တော့သူမကဆရာဝန်ကိုမင်းကအပေါ်မှာလိန်လေးခဲ့ပေမဲ့ငါမင်းကိုမမုန်းဘူးဆိုပြီးချိုးချင်ပေးလိုက်တယ်အဲကြောင့်သူတို့နှစ်ယောက်လေးအကောင်းဆုံးတငယ်ချင်းပြန်ဖြစ်သွားတဲ့အဲချိန်မှာကောင်လေးကရောက်ရှိလာလို့သူမကိုလာခေါ်နေတယ်ဒါပေမဲ့သူမကဂယုမဆိုင်ပဲပြန်သွားမလို့လက်တော့ကောင်လေးကလိုက်တာနေတယ်အဲကြောင့်သူမကကောင်လေးကိုအရင်တုန်းကသူမကဆုံးသွားဆိုပြီးပြောလိုက်မှသွားခွင့်ပြုလိုက်တယ်ဒါပေမဲ့ကောင်လေးကလက်မလျှော့ပဲသူမတူပြန်ချစ်လာအောင်နေတိုင်းသူမစီကိုသွားပြီးစကားသွားပြောလျက်ရှိတယ်